Hello အားလုံးပဲတာလီစားပါအားလုံးပဲမင်္ဂလာပါဒါကတော့ပျောက်ပြီးတော့မုန်းရီတွေဖြစ်ပါတယ်မုန်းရီပြောလို့ဆိုတော့ဟန်ရီအိုးကိုပြင်ရမယ်ဟန်ရီကအာဘူးရှာဘူးရှင်းမှဖြစ်ပါတယ်ပါဝင်ပစ္စည်းတွေကတော့ဒီမှာကျွန်တော်ပြထားတဲ့မုန်းရီမှာထိစမ်းမဲ့ဟာတွေကတော့နာနာပင်ရင်ပြီးရင်စီတက်ပြီးတော့ကြက်တန်နေကြက်တန်ဖြူပြီးရင်တံဖြာသေးတွေဖြစ်ပါတယ်အခုကအိုးလေးပွဲဆူပြီးဆိုတော့အာဘူးရှာဘူးရှင်းထားတဲ့ဟဲ့အိုးလေးပွဲဆူပြီးဆိုတော့စမ်းမဲ့အရှိရောက်ပါပြီကျွန်တော်ကတော့မုန်းဒီကိုအရိုက်ကျတဲ့အတွက်ကြောင့်ဒီမှာကြည့်ပါမုန်းဒီထိထားတဲ့ပကံကိုပဲကြည့်ပါဒီပကံလုံးမှာထိထားတဲ့ကတော့ခုနကပြထားတဲ့မုန်းဒီအာဘူးရှာဘူးရေးပြီးရင်နာနာပဲဖြစ်ပါတယ်ကဲအခုကတော့မုန်းဒီကိုစပြီးဆွဲပါပြီမုန်းဒီကရောက်မှကျွန်တော်ကြိုက်တဲ့အစောအစာထဲမှာပါပါတယ် Oh my god ရခိုင်လူမျိုးတွေရဲ့ favorite အစောအစာလို့လေပြိုလို့ရပါတယ်ဘာလို့ဆိုတော့ရခိုင်လူမျိုးအများဆုံးကမုန်းဒီဆိုရင်တအားကြိုက်ကြပါတယ်ကျွန်တော်အပါအဝင်ပို့မုန်းဒီမကြိုက်တဲ့သူကခက်ရှက်ဖြစ်ပါတယ်မုန်းဒီကရောက်မှစောင်းကောင်းတဲ့အတွက်ကြောင့်မျက်နှာတွေမှာနေရတောက်ပြောင်နေတာဖြစ်ပါတယ်အခုဆိုရင်မုန်းဒီဆိုရင်လူမျိုးတိုင်းကကြိတ်ကြပါတယ်တခါတလေကြရင်အိမ်မှာလောက်စားကြည့်ကြဖို့တို့လေတိတ်တွဲရှင်ပါတယ်ဒါပေမဲ့အခုကျွန်တော်စနေတဲ့မုန်းဒီကကျွန်တော်လောက်တာမဟုတ်ပါဘူးကျွန်တော်တို့ဆိုင်ကအိမ်မတရားကလောက်ကျွေးတာဖြစ်ပါတယ်မုန်းဒီကအရောက်မှစောကောင်းတာတွေကြောင့်ကျွန်တော်ဒီနေ့မုန်းဒီအများကြီးစားခဲ့ပါသေးတယ်မုန်းဒီကလည်းအရောက်ကောင်းပါတယ်အဆုံးထိကြည့်ပြကြတဲ့အကောင်လုံးကိုကျေးဇူးတင်ပါတယ်